Hello မင်္ဂလာပါ US မှာအိမ်ဝယ်လိုက်ပြီးဆိုတာနဲ့ electrical water နဲ့ gas main သုံးမိဘယ်မှာရှိလဲဆိုတာကိုအရင်ဆုံးသိဖို့လိုအပ်ပါတယ် wire short လိုက်လို့ဖြစ်စေဒီရေပိုက်တွေပေါက်လို့ဖြစ်စေရေပိုက်ပြက်လို့ရေထွက်တာတွေဖြစ်စေ gas အနံ့ရလို့ gas ယူစိတ်မှုတွေဖြစ်တာဖြစ်စေကိုကဘယ်မှာသွားပြီးတော့ပိတ်ရမလဲဆိုတာကိုအိမ်ပိုင်ရှင်ရောက်စီတိုင်းသိထားဖို့လိုအပ်ပါတယ် electrical main disconnect အနေနဲ့ panel ထဲမှာ main ဆိုပြီးတော့ disconnect ဒီ breaker ဆိုတာရှိပါတယ်2023 NEC code အရာကျွန်တော်တို့ရဲ့ electrical main disconnect တွေကို A ရဲ့အပြင်မှာတပ်ဆင်ထားမှာဖြစ်ပါတယ်ဒုတိယချက်အနေနဲ့အရေးကြီးတာကတော့ဒီ water main ပေါ့နော်ကျွန်တော်တို့ American မှာအဲ့ဒီအများဖြင့်ရေပိုက်ပေါက်တာတွေရေပိုက်ယူစိတ်တာနေရပြီးတော့ပျက်စီးဆုံးရှုံးမှုတွေဒါမှမဟုတ်လည်းပြင်ရတဲ့ဟာတွေကဈေးအများဆုံးကုန်ကြတဲ့အရာတစ်ခုဖြစ်ပါတယ်တတိယ main တစ်ခုအနေနဲ့ကတော့ကျွန်တော်တို့ gas main ဖြစ်ပါတယ်အရေးကြီးပါတယ်ပြီးခဲ့တဲ့လကပဲကျွန်တော်တို့ရဲ့ပြည်နယ်မှာရှိတဲ့အိမ်တလုံးကဒီ gas ပောက်ကွဲမှုကြောင့်ပဲလူတစ်ယောက်သက်ဆုံးရှုံးရတာပေါ့နော်အဲ gas main ဘယ်မှာရှိလဲဆိုတာကိုသိဖို့လိုအပ်ပါတယ်ပြီးရင်ဘယ်လိုပေးရမလဲဆိုတာသိဖို့လိုအပ်ပါတယ်ကိုယ့်အိမ်မှာ gas နံကအရင်နံလာပြီးဆိုတာအရင်ဦးဆုံးမိသားစုကိုအရင်ဆုံးပြင်ထွက်ခိုင်းပါ gas provide လုပ်ပေးတဲ့ company ကိုအရင်ဆုံးဖုန်းခေါ်ပါပြောပြပါ gas နဲ့ရနေဆိုတဲ့အကြောင်းကိုပြောပြပေးပါနော်ပြီးလို့ရှိရင်ဒီ main ပြီးတော့ gas main disconnect ကိုသွားပြီးတော့အချင်းအဖြစ်စစ်ဆက်ပြီးတော့ဖြစ်လာမဲ့ဆိုးကျိုးတွေကိုကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်ဒီ main သုံးခုနဲ့ပတ်သက်ပြီးတော့မေးချင်တာရှိရင်လည်းကျွန်တော်ကိုဆက်သွယ်ရတော့မြင်နိုင်ပါတယ်အားလုံးပဲပေးကြပါစေ